ကဲဒီနေ့လေတော့နေပြီးတော့လင်းစားတောက်ကုံကနေပြီးတော့လေတုတ်ပြီးတော့ရောင်းပြနေတဲ့တရသီးကိုထုပြီးတော့တုတ်ထားတာကိုကြည့်ပြီးတော့ဘလို့ဟိုမှစိတ်ကမထိန်နိုင်တော့ဘူးအဲ့ဒီမှာဟိုတနေ့ကစီတီဟိုကဝယ်လာတာနှလုံးပေါ်မှာတစ်ချက်တဲ့အဲ့တရသီးကိုသူတုတ်တဲ့အတိုင်းလေးကိုလိုက်ပြီးတော့တုတ်စားကြည့်တာသူကတရသီးကိုထုလိုက်တာသိလားအစိတ်ခက်ကြီးကြီးလေးလီးပြီးတော့လေထုလိုက်တာခါမတော့အဲ့လိုလည်းမတုတ်စားဘူးဒီတိုင်းလေးပပလေးပဲညှက်တာလေပပလေးလီဒါမှမဟုတ်ချစ်ပေါ့နော်အဲ့လိုမျိုးလောက်စားသူ့လိုမျိုးထုပြီးတော့မလောက်စားပူပေါ့နော်သူစားပြနေအောင်ကြည့်ပြီးတော့အရန်စားကျင်တာဘလို့မအောင်စိတ်ကမထိန်နိုင်တာသိရမလားအချင်းနဲ့ပတ်သက်လာရင်အိမ်တွေမဆယ်နိုင်ဘူးဆိုတာကျမထိတ်ဆုံးပါပဲအားနဲ့ဒီတစ်ခါတော့ပဲမှုန့်မပါတော့ဟမ်ပြာကြီးလေးရယ်တကြားလေးရယ်ချုံမုတ်လေးနည်းနည်းအဲ့လိုမျိုးလေးရှီလေးနည်းနည်းထည့်ပြီးတော့တုတ်တာအမလီဗီဒီယိုအတင်နဲ့တော့တေးကြနေပြီကြည့်ပြီးတော့တကယ်စားကောင်းနေသေးလားချိုးနည်းနည်းချိုဆက်ဆက်လေးချင်းချိုဆက်ဆက်လေးအဲ့လိုမျိုးလေးထုပြီးတော့တုတ်တော်လေးသူကခဏလောက်ဟိုဖြစ်ထားလိုက်တုတ်ပြီးတော့ချက်ချင်းမစားပဲနဲ့ရေခဲတက်တာလည်းဖြစ်အပြင်မှာပြခဏလောက်တိန်ထားလိုက်သူကလေအထဲကိုအရသာလေးဝင်ပြီးတော့လေတော်တော်စားကောင်းနေသေးလားမတူဘူးပေါ့နော်အရင်ကဒီတိုင်းလေးပဲတုတ်စားဘူးတော့လေတရသီးကနည်းနည်းချင်တယ်ပေါ့နော်ဒီဥစ္စာလေးကြတော့မချင်ဘူးအထဲကိုလေဒီအရသာလေးအကုန်လုံးကအထဲကိုဝင်သွားတဲ့ချိန်ကျတော့အမလီတော်တော်လေးစားလို့အဆင်ပြေရသေးလားအဲ့ဒီတရသီးလေးကလေကျွတ်နေရပဲသေးလားတရသီးလေးကကျွတ်တော့လေအမလီတကယ်စားကောင်းတော့ပဲတရသီးအချင်းနဲ့ပတ်သက်လာရင်လေဘလို့မှဘယ်နေရာပဲဖြစ်ဖြစ်အိမ်တွေမဆယ်နိုင်တာပါရှင်အရန်စားကောင်းတော့တရသီးတုတ်လေးလိုက်တုတ်စားကြည့်သေးလားဒီလိုမျိုးလေးလေဒီလိုမျိုးလေးတုတ်စားကြည့်ကြအရန်ကောင်းနေသေးလားတကယ်ကောင်းတာစားကြပါဦးရှင်မိခင်နေလည်းအိတ်ချင်ပြေလေးစားကြပါ